ခိုင်နေမျိုးလေးပြပြပေးပါအောင်ရှင် အမဒီဖက်အမနေတဲ့နာမည်ကနန်းနင်းစားချီအောင် ဟုတ်ကဲ့ပါမဒီရွှေတင်တဲ့4ရက်တာတက်ပြီးတော့ဗောနော်ဘာတွေတည်သွားလဲဘာတွေနားလဲသွားလဲရွှေနဲ့ပတ်သက်ပြီးဘယ်လောက်တောင်တည်သွားလဲဆိုတာ sharing လုပ်ပေးပါအောင်ရှင် အများကြီးရခဲ့တယ်ပေါ့နော်စာအမတို့ကဘာမှမသိဘူးလေအခုမှအစားဆိုတော့ဘာမှလည်းနားမလဲဘူးအခုမှအကုတ်လုံးဒီဆရာမနဲ့တွေ့မှအကုတ်လုံးအဆင်ပြေသွားတယ်နော်ရွှေအကြောင်းလေးလည်းအကုတ်လုံးစားစုံသိသွားတာပေါ့ ဟုတ်ညီမတို့ရဲ့တင်တန်းကိုဗောနော်ဘယ်လိုမျိုးစတည်ခဲ့လဲဘယ်လိုမျိုးယုံကြည်စိတ်ချသွားလဲဆိုတာကိုပြပြပေးပါအောင်ရှင် အမလိုင်းပေါ်မှာတွေ့တာလိုင်းပေါ်မှာတစ်တော့ပေါ်မှာဟိုအမခိုမပြောလို့ဘိုက်ကြီးတာတွေ့ရတော့ဒါပေမဲ့တိချာကတော့မကြည့်မတွေးဖြစ်ဘူးခဏခဏမပေါ်လာပေါ့နော်အဲ့တွေ့တော့တတိထားမိတော့ပေါ့လိုင်းပေါ်ကနေနောက်ပြီးတော့ခဏခဏဝင်ကြည့်လိုက်တယ်နောက်ဖမ်းမတင်တန်းစီးတယ်ပြောတော့အဲ့ဒါတက်ဖြစ်တာပေါ့ โอเคTikTok ပေါ်ကနေညီမတို့တွေ့ရပါတော့ TikTok ပေါ်ကနေတွေ့ပြီးတော့စရံငွေသိန်းကြီးကျုပ်လွှဲရတယ်။သိန်းကြီးကျုပ်လွှဲတော့ယုံကြည်စိတ်ချပြီးလွှဲရတာဖြစ်တဲ့အတွက်ဘယ်လိုမျိုးစိတ်ချပြီးလွှဲသွားရလဲ အမကြည့်ရဟိုအရင်ကစီးခဲ့တယ်ဆိုတော့ကွယ်အခုချိန်ထိပေါ့ဒီပေးတစ်ခုပဲတွေ့တယ်လေအဲဒါကြောင့်ဟိုလွန်ခဲ့တဲ့ဘယ်နှစ်အမ2005နှစ်6နှစ်ဆိုပြီးတော့ဟိုအဆင်ပြေလောက်တယ်ပေါ့နော်ဒီမှာနောက်ပြီးတော့ဟိုတင်ပေးတဲ့ဘိုင်းမှာလည်းအဆင်ပြေလောက်တယ်ဆိုပြီးတော့အဲဒါကြောင့်ဆေးရမှုလွယ်ပြီးတော့ရေရုံကြီးနဲ့လာတက်တာပေါ့ ကဲပါခုလုပ်နေတဲ့လုပ်ငန်းတွေလည်းတိုးတက်ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်